ဂေါတမဘုရားရှင်သည်ကောင်းကင်ခရီးဖြင့်တညဝရီရခိုင်ပြည်သို့ကြွချီတော်မူလာပြီးကြောက်တော်မျိုး၏တစ်ဖက်ကမ်းရှိမောဒပပ္ပရတောင်၌ဆင်းသက်ရနာတော်မူခဲ့လေသည်ဤတွင်မြတ်ဗုဒ္ဓ၏ရှေးဘဝပေါင်းများစွာကကျင်လည်တော်မူခဲ့သောနေရာတို့တွင်မြတ်ဗုဒ္ဓ၏ဓာတ်တော်များကိုဌာပနာထည့်၍ဖျားပထိုးများစွာတို့ကိုတိုင်းပြည်အနှံ့တည်ထားကိုးကွယ်လာကြလိမ့်မည်ဟုကြိုတင်ဟောကိန်းထုတ်ဗျာဒိတ်တော်ပေးခဲ့လေသည်ဤကဲ့သို့မြတ်ဗုဒ္ဓ၏ဗျာဒိတ်တော်ပေးချိန်တွင်မဟာပထဝီမြေကြီးသည်တုန်လှုပ်လာပြီးပင်လယ်သမုဒ္ဒရာတို့၏ရေတို့သည်ရေနွေးအိုးစုတကဲ့သို့ပွက်ဆူလာခဲ့လေသည်သန္နတူရိယဘုရင်မင်းမြတ်သည်ဤနမိတ်ဆောင်သောလက္ခဏာများ၏ဆိုလိုရင်းကိုသူ၏ဘေရင်ဆရာများဥမှန်များအားမေးမြန်းစုံစမ်းလျက်တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်ဂေါတမဘုရားရှင်ရခိုင်ပြည်သို့ရောက်ရှိလာသည့်အကြောင်းရင်းကိုသန္နတူရိယဘုရင်မင်းမြတ်သိရှိတော်မူသောအခါရာပေါင်းများစွာသောအခြေခံတို့နှင့်အတူသူ၏မိဖုရားကောင်ကြီးစန္ဒရမာလာသူ၏မူးမတ်တိုင်းသူပြည်သားတို့နှင့်အတူမောဒပပ္ပရတောင်သို့တွားရောက်ကြလေသည်ဘုရင်မင်းမြတ်သည်ဂေါတမဘုရားရှင်အားအယိုသေးပေးပြီးနောက်ဘုရားရှင်ကသူ့အားပရိစ္ဆေသမုပ္ပါတရားတော်ကိုဟောကြားသင်ပြခဲ့လေသည်ယင်းနောက်မြတ်စွာဘုရားရှင်ကမြို့တော်တွင်9ရက်ကြာသတင်းသုံးနေထိုင်တော်မူမည်ကိုသဘောတူလက်ခံလေသည်မြတ်ဗုဒ္ဓဘုရားရှင်၏သာသနာအားသက်ဝင်ယုံကြည်သောသန္နတူရိယဘုရင်သည်မြတ်ဗုဒ္ဓပြန်မကြွချီမီဗုဒ္ဓဘုရားရှင်၏ကိုယ်ပွားရုပ်ဆင်းတုတော်ကိုထားရှိကိုးကွယ်ခွင့်ပြုပါရန်လျှောက်ထားလေသည်